မော်လိုက်ကျင်းကျုံလိုက်ကရွှန်းဖောင်းအောင်တူနေနေရှာရှိတူငါပါရဲ့ဘာဟင်းချက်မလဲရခိုင်ဟင်းပေါ့ဟုတ်လားဟုတ်ဆက်ဆက်လေးနော်ဟုတ်လားခရမ်းတီလည်းနှချောက်လေးဟောဒါကဘာဟင်းငပြောဦးနဲ့ပါလဲငပြောဦးရခိုင်ချက်ပါဟောတခါမှမစားဘူးနော်ဒီနေ့တော့ရခိုင်ဟင်းစားရတော့မယ်ရခိုင်ရိုးရဖေဖော်ဝါရီ8 ရက်2019မော်လကင်ဆန်းချွင်းကရခိုင်မြစ်ခင်တွေအစွမ်းပြနေတယ်ရခိုင်မြစ်ခင်တွေအစွမ်းပြနေဟုတ်လားရခိုင်ရိုးရဟင်းချက်ကျွေးမယ်တဲ့ဒီနေ့တော့